နှစ်ထောင်နှစ်16ခုနှစ်မေလ13ရက်နေ့မှာကစားမဲ့ Manchester City နဲ့ Crystal Palace ပွဲစဉ်ဟာရာသီပိတ်ခါနီးကစားရမယ့်ပွဲစဉ်ဖြစ်တဲ့အတွက်အသင်းနှစ်သင်းလုံးအတွက်အလွန်ရေးကြီးပါတယ်။ဒီပွဲအတွက်အဓိကသုံးသပ်ချက်တွေကတော့တဖီအားနှင့်ရည်မှန်းချက် Manchester City မေလလယ်ဟာပရီးမီယာလိဂ်ချန်ပီယံဆုအတွက်အဆုံးဖြတ်ပေးရမယ့်အချိန်ဖြစ်ပါတယ်။ City အနေနဲ့ချန်ပီယံပြိုင်ပွဲမှာရှိနေရင်ဒီပွဲကသူတို့အတွက်မဖြစ်မနေအနိုင်ရရမယ့်ပွဲဖြစ်နေပါလိမ့်မယ်။ Crystal Palace ကတော့အဆင့်ဇယားလယ်မှာအေးအေးဆေးဆေးရှိနေနိုင်တယ်လို့ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိနေရင်တော့ City ကိုအစွမ်းကုန်ဒုက္ခပေးလာနိုင်ပါတယ်။နှစ်လူစရင်းအခြေအနေရာသီကုန်ခါနီးဖြစ်လို့ကစားသမားတွေရဲ့ကြံ့ခိုင်မှုကအဓိကစိန်ခေါ်မှုပါ။ CD သူတို့မှာအရေးသွေးမြင့်လူစရင်းအင်အားတောင့်တင်းလို့အလှည့်ကျကစားသမားတွေနဲ့ပွဲကိုထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ Palace အဓိကကစားသမားတွေဒဏ်ရာကင်းစင်နေဖို့လိုအပ်ပါတယ်။ Palace ဟာလူစုံရင်အသင်းကြီးတွေကိုခေါင်းခဲအောင်လုပ်နိုင်တဲ့အသင်းမျိုးပါ။သုံးနေဗျူဟာပိုင်း CD ကဘောလုံးကိုစိတ်ကစားပြီး Palace ရဲ့ခံစစ်ကြောက်ဆောင်ကိုဖြိုခွဲဖို့ကြိုးစားမှာပါ။ Palace ကတော့ပွဲပြီးခါနီးအထိဂိုးမပေးရအောင်ပိတ်ဆို့ပြီးလျှက်တစ်ပြက်တံပြန်တိုက်စစ်နဲ့တုတ်ပြန်ဖို့ပြင်ဆင်လာပါလိမ့်မယ်။စောင့်ကြည့်ရမယ့်သူ Manchester City ရဲ့တိုက်စစ်မှုတွေဖြစ်တဲ့ဟာလန်ဒါမှမဟုတ်ဒိုဂူတို့ရဲ့တကိုယ်တော်စွမ်းဆောင်ရည်ကပွဲအဖြေကိုပြောင်းလဲသွားစေနိုင်ပါတယ်။ဖြစ်နိုင်ခြေရှိသောအခြေအနေမေလ13ရက်နေ့ပွဲစဉ်မှာ City ကအိမ်ကွင်းမှာကစားရတာဖြစ်စေအဝေးကွင်းဖြစ်စေသူတို့ရဲ့ချန်ပီယံတိုက်ပွဲကြောင့်ပွဲကိုအသာစီးကစားသွားဖို့များပါတယ်။ဒါပေမဲ့ Palace ဟာ City ကိုအမြဲတမ်းပြစ်ဒဏ်ပေးလေးရှိတဲ့အသင်းဖြစ်တာကြောင့် City တို့ဂရုမစိုက်ရင်အမှတ်လျော့နိုင်တဲ့ပွဲမျိုးလည်းဖြစ်ပါတယ်။ City အနေနဲ့ဒီရာသီမှာဖလားပြိုင်ပွဲဘယ်နှစ်ခုမှကျန်နေသေးသလဲဆိုတဲ့အချက်ကသူတို့ရဲ့ဒီပွဲအပေါ်အာရုံစိုက်မှုကိုအများကြီးသက်ရောက်မှုရှိစေမှာပါ။နှစ်ထောင်နှစ်16ခုနှစ်မေလ13ရက်နေ့မှာကစားမဲ့ Manchester City နဲ့ Crystal Palace ပွဲစဉ်ဟာရာသီပိတ်ခါနီးကစားရမယ့်ပွဲစဉ်ဖြစ်တဲ့အတွက်အသင်းနှစ်သင်းလုံးအတွက်အလွန်ရေးကြီးပါတယ်။ဒီပွဲအတွက်အဓိကသုံးသပ်ချက်တွေကတော့တဖီအားနှင့်ရည်မှန်းချက် Manchester City မေလလယ်ဟာပရီးမီယာလိဂ်ချန်ပီယံဆုအတွက်အဆုံးဖြတ်ပေးရမယ့်အချိန်ဖြစ်ပါတယ်။ City အနေနဲ့ချန်ပီယံပြိုင်ပွဲမှာရှိနေရင်ဒီပွဲကသူတို့အတွက်မဖြစ်မနေအနိုင်ရရမယ့်ပွဲဖြစ်နေပါလိမ့်မယ်။ Crystal Palace ကတော့အဆင့်ဇယားလယ်မှာအေးအေးဆေးဆေးရှိနေနိုင်တယ်လို့ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိနေရင်တော့ CD ကိုအစွမ်းကုန်ဒုက္ခပေးလာနိုင်ပါတယ်။နှစ်လူစရင်းအခြေအနေရာသီကုန်ခါနီးဖြစ်လို့ကစားသမားတွေရဲ့ကြံ့ခိုင်မှုကအဓိကစိန်ခေါ်မှုပါ။ CD သူတို့မှာအရေးသွေးမြင့်လူစရင်းအင်အားတောင့်တင်းလို့အလှည့်ကျကစားသမားတွေနဲ့ပွဲကိုထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ Palace အဓိကကစားသမားတွေဒဏ်ရာကင်းစင်နေဖို့လိုအပ်ပါတယ်။ Palace ဟာလူစုံရင်အသင်းကြီးတွေကိုခေါင်းခဲအောင်လုပ်နိုင်တဲ့